အမေရိကန်ပြည်ထောင်စုကစစ်ပွဲတွေမှာအသုံးအများဆုံးလို့ကြွေးကြော်ထားတဲ့ Tomahawk ဒုံးကြီးကဘယ်လိုမျိုးအလုပ်လုပ်တာလဲပထမဆုံးအနေနဲ့တင်ဘောပေါ်ကနေပစ်လွှတ်လိုက်ပြီးတဲ့နောက်ရန်သူရေဒါကွန်ရွက်နားကိုချင်းကပ်လာတဲ့အခါဒီဒုံးကြီးကသူ့ရဲ့ပြန်ထမ်းမှုအမြင့်ကိုရှော့ချလိုက်ပါတယ်။ဘာလို့လဲဆိုတော့အနှိမ့်ပြန်ဒုံးကြီးတွေဟာတောင်တန်းတွေဒါမှမဟုတ်အဆောက်အဦတွေရဲ့အသားအစီးတွေကြောင့်ရေဒါလိုင်းတွေကိုရှောင်ကွင်းသွားနိုင်လို့ပါတယ်။ပြန်တန်းနေစဉ်အတွင်းမှာမြေပြင်အနေထားအနှိမ့်အမြင့်အချက်လက်တွေကိုအချိန်နဲ့တပြေးညီဖိုက်ရှုနိုင်ပြီးအချိန်နဲ့လမ်းကြောင်းကိုလည်းချိန်ညှိနိုင်ပါတယ်။ပြစ်မှတ်နာကိုရောက်ပြီဆိုလာနဲ့ဒီဒုံးကြီးက digital မြေပုံကသစဉ်ပုံရိပ်တွေနဲ့မြင်ကွင်းဒီကိုတိုက်ဆိုင်စစ်ဆေးပြီးတိကျတဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်တာပါ။ဒါတင်မကသေးပါဘူး။သူကပြန်တန်းနေရင်းနဲ့ဖိမှတ်ကိုရုတ်တရက်ဖြောင်းလဲပစ်နိုင်တယ်လို့ခေါင်းဆောင်ပိုင်းကနောက်ဆုံးအမိုင်မပေးမချင်းခင်ဗျားတို့အိမ်ခေါင်မိုးပေါ်မှာဝဲပြန်ပြီးစောင့်နေနိုင်ပါသေးတယ်။ Tomahawk ဒုံးကြီးရဲ့အရှိန်ကတနာရီကို880ကီလိုမီတာပဲရှိပြီးတခြားဒုံးကြီးတွေထက်အများကြီးနည်းပေမဲ့သူကထိန်းချုပ်ရတာအရန်လွယ်ကူပြီးတိကျလာပါတယ်ကီလိုမီတာ1600ကျော်အကွာကပဒင်ပေါက်ထဲကိုတောင်ဝင်အောင်ပစ်နိုင်ပြီးပစ်မှတ်ကိုအနည်းဆုံး2မီတာအောက်တိကျမှုမျိုးနဲ့ထိမှန်အောင်လူဆောင်နိုင်ပါတယ်ဒီလောက်အားတာချက်တွေအများကြီးရှိနေတဲ့ဒီလက်နက်ကဘယ်လိုလုပ်ဆောင်လာလဲဒါကတော့ရှေ့ပိုင်းမှာနေအောက်ရောင်ခြည်သုံးရေးဖမ်းစနစ် infrared imaging စီကာနဲ့နောက်ပိုင်းမှာလမ်းညွန်ထိန်းချုပ်ရေးကိရိယာ guidance device သက်ဆင်ထားတဲ့ Tomahawk ဒုံးကြီးပဲဖြစ်ပါတယ်ဒီအပိုင်းနှစ်ပိုင်းဟာ Tomahawk ဒုံးကြီးရဲ့နေပညာအမြင့်မားဆုံးအစိပ်ပိုင်းတွေဖြစ်ပြီးမြေပြင်အနှိမ့်အမြင့်နဲ့ digital မြေပြင်အနေအထားတွေအတွက်လမ်းညွန်မှုပေးနိုင်ပါတယ်အလွယ်ပြောရရင်တော့ Tomahawk ဒုံးကြီးတွေဟာပြစ်မှတ်ကိုတိုက်ခိုက်ဖို့ inertial လမ်းညွန်စနစ် inertial navigation system ကိုအထူးကအသုံးပြုထားတာပါအနီးပြောရရင်အချိန်နဲ့အချိန်နှုန်းကိုတွက်ချက်တဲ့လမ်းညွန်မှုပုံစံထိပြီးပြန်တန်းချိန်ကြာလေးပြစ်မှတ်နဲ့လွဲချော်နိုင်ခြင်းများလေးပါပဲဒါကြောင့်ဒီအမားယွင်းကိုကာမီစီဟို Tomahawk ဒုံးကြီးကမြေပြင်အနေထားကိုအကိုအကားပြုပြီးပြန်လည်ချိန်ညှိပါတယ်အခြေခံလောက်ဆောင်ချက်ကတော့ပြန်တမ်းမဲ့ area ရဲ့မြေပြင်ကိုမီတာရာစီအကွက်တွေခွဲပြီး 3D digital မြေပုံတစ်ခုဖန်တီးလိုက်တာပါပြန်တမ်းနေစမှာဒီဒုံးကြီးကရေဒါအမြင့်တိုင်းကိရိယာကိုသုံးပြီးသူ့ရဲ့လမ်းကြောင်းကိုအချိန်နဲ့တပြေးညီတိုင်းတာက digital မြေပုံကအချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးလမ်းညွှန်မှုအမားတွေကိုပြင်ဆင်ပါတယ်ဒါပေမဲ့ဒီနီးလောင်းမှာလည်းအားနည်းချက်ရှိပါတယ်ပင်လယ်ပြင်နဲ့တဲကန်ဒရာလိုမြေပြင်အနှိမ့်အမြင့်သိမ့်မကွာခြားတဲ့နေရာမျိုးတွေမှာအသုံးမတည့်တာပါပဲဒါကြောင့် Gulf War ပင်လယ်ကွေ့စစ်ပွဲတုန်းကအမေရိကန်ဟာတဲကန်ဒရာတွေကိုတတ်နိုင်သမျှရှောင်ကွင်းပြီးတောင်တန်းထူထပ်တဲ့နေရာတွေပေါ်ကနေဖြတ်ပြန်ကပစ်မှတ်ကိုပြန်လွှဲတိုက်ခိုက်ခဲ့ရပါတယ်ဒါပေမဲ့ပါနတ်တဲ့အီရက်စစ်သားတွေကဒီဒုံးကျည်တွေဖြတ်သွားမဲ့နေရာတွေမှာကြိုတင်စောင့်ဆိုင်တိုက်ခိုက်ခဲ့တာကြောင့်အမေရိကန်တပ်ဖွဲ့တွေအထိနာခဲ့ဖူးပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ Tomahawk ကို GPS လိုင်းညွှန်စနစ်နဲ့အဆင့်မြင့်တင်ခဲ့ပေမဲ့ပစ်မှတ်ထိမှန်မှုတိကျချက်ကမီတာ80လောက်ထိပဲရှိပါသေးပါတယ်။ဒါကြောင့်ဒုံးကျည်အုပ်ချေမှာအရှိန်မြင့်ကင်မရာတွေတပ်ဆင်လာကြပါတယ်။မပြစ်လွတ်ခင်မှာ digital မြေပုံတွေနဲ့မြေကွင်းတွေကိုတုံးကြည့်ထည့်သွင်းပေးလိုက်ပြီးပြန်ထမ်းနေစဉ်မှာကင်မရာကမြင်ရတဲ့ပုံရိပ်တွေနဲ့တိုက်ဆိုင်စစ်ဆေးကတိကျမှုကိုမြင့်တင်ခဲ့ပါတယ်။ဒါအပြင်အရှိဘက်မှာလည်းနေရောက်ရောင်ခြည်စနစ်ကိုထပ်ဖြည့်ခဲ့ပါသေးတယ်။ရာသီဥတုမူ၍ပစ်မှတ်နဲ့မြေပြင်ကိုခွဲခြားနိုင်တဲ့လမ်းညွှန်စနစ်တွေနဲ့အထက်ကတွက်ချက်နှုန်းပုံစံတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ပစ်မှတ်ထိမှန်နှုန်းကို10မီတာအတွေ့အထိတိကျအောင်လုပ်ဆောင်နိုင်လာပါတယ်။ဒါပေမဲ့တိကျလွန်းတဲ့တိုက်ခိုက်နိုင်စွမ်းက Tomahawk ရဲ့နောက်ဆုံးပေါ်စွမ်းရည်တော့မဟုတ်သေးပါဘူး။လမ်းညွှန်ကိရိယာရဲ့နောက်ဘက်မှာကြော်တု data ချိတ်ဆက်မှုစနစ် satellite data link ပါရှိပြီးပြန်တန်းနေစဉ်အတွင်းမှာကိုကေအီစင်တာနဲ့အချိန်နဲ့တပြေးညီဆက်သွယ်နိုင်ပါတယ်ဒုံးကြီးပင်မှတ်ကိုမထိမှန်ခင်မှာရန်သူတွေအငွေပြန်သွားမယ်မြင်ကွင်းကိုတောင်ကြိုးတင်မြင်တွေ့နိုင်ပါတယ်။ပင်မှတ်ကိုလည်းအချိန်မရွေးပြောင်းလဲနိုင်သလိုခင်ဗျားတို့ခေါင်းပေါ်မှာနာရီပေါင်းများစွာဝဲပြန်နေနိုင်ပါသေးတယ်။ဒုံးကြီးညနောက်ပိုင်းမှာ450ကီလိုဂရမ်လောက်လေးတဲ့ထိပ်ဖူးတက်ဆင်ထားပြီးဧရိယာအကျယ်ဝင်းကိုတပြိုင်နက်တိုက်ခိုက်ဖို့အတွက်ကျဲစုပုံးတွေနဲ့လည်းလဲအသုံးပြုနိုင်ပါတယ်။အရှိဘက်မှာတော့ဒုံးကြီးတောင်ပန်းတွေရှိပြီးပြလွတ်လိုက်တာနဲ့အလော်လောက်ပွင့်ထွက်လာကပြန်တမ်းမှုကိုတင်းငင်အောင်ကူညီပြပါတယ်။ဒါကတော့လောင်စာကန်ဖြစ်ပြီးနောက်ဘက်ကတာဘိုဆိုင်အင်ဂျင်အသက်လောင်စာတွေဖြည့်တင်ပေးထားတာပါ။နောက်ဆုံးအပိုင်းကတော့လမ်းကြောင်းနဲ့ပြန်တမ်းမှုပုံစံကိုချိန်ညီပေးတဲ့အမီးပိုင်းတောင်ပန်းတွေပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့်အောက်ခြေမှာဆဲစခန့်ကြာအလုပ်လုပ်တဲ့ဒုံးပြန်တွန်းခံစနစ်ပါရှိပါတယ်။ဒုံးကြီးကသတ်မှတ်ထားတဲ့အမြင့်နဲ့အရှိန်ကိုရောက်သွားတဲ့အခါအဲ့ဒီတွန်းခံစနစ်ကအလိုအလောက်ပြတ်ထွက်သွားပြီးတာဘိုဖန်အင်ဂျင်ကိုစတင်နှိုးကအရှိန်အပြည့်နဲ့ရှေ့ဆက်ပြန်တန်းတာပါ။နောက်ဆုံးအနေနဲ့တိုမာဟော့ဒုံးကြီးရဲ့အခြေခံအချက်လက်တွေကိုလေ့လာကြည့်ရအောင်။သူက1986ခုနှစ်မှာပထမဆုံးစတင်ပြန်ထမ်းခဲ့ပြီး1990ပြည့်နှစ်ပင်လယ်ကွေ့စစ်ပွဲမှာစတင်အသုံးပြုခဲ့တာပါပထမဆုံးအမျိုးအစားကအရှိ9.6မီတာရှိပြီးအလေးချိန်1.5 တန်လောက်လေးပါတယ်အချင်းက52စင်တီမီတာတောင်ပံအကျယ်2.6ခွန်မီတာရှိပြီးအဝေးဆုံးကီလိုမီတာ2500အထိပစ်ခတ်နိုင်ပါတယ်အစင်းစင်အစင်းမြင့်တင်ပြီးတဲ့နောက်မှာတော့အခုဆိုရင်1မီတာအတွင်းတိကျအောင်ပြခတ်နိုင်နေပြီဖြစ်စေလို့ရေမြေလေ3မျိုးစလုံးကနေပြစ်လွတ်နိုင်တာကြောင့် cruise missile ရဲ့ပြာယူတစ်ခုဖြစ်လာခဲ့ပါပြီ